Android phone နဲ့ Mac ကို wireless ချိတ်ဆက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ Mac မှာ application လေးတစ်ခုကို install လုပ်ပေးရမှာဖြစ်ပါတယ်ဒီ application လေးက Apple ရဲ့ App Store မှာရှာတွေ့လို့မဟုတ်ပါဘူးသူက third party application လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ web browser တစ်ခုကိုသွားပါမယ်ဒီမှာတော့ကျွန်တော် Brave browser လေးကိုသုံးလိုက်ပါမယ်အဲ့တော့ဒီ browser တစ်ခုကိုဖွင့်ပြရဆိုလို့ရှိရင်ကျွန်တော်အခုစာတန်းထိုးပြထားတဲ့ address လေးကိုသွားလိုက်ပါgithub.com ကိုသွားလိုက်ပါသွားလိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်မြင်နေရတဲ့ဒီ page လေးကိုရောက်လာပါမယ်ဒီမှာဆိုလို့ရှိရင်သူက Near Drop ဆိုတဲ့ application လေးဖြစ်ပါတယ်ဒီ application လေးရဲ့လက်ရှိမှာနောက်ဆုံး version ကတော့ 2.2.0 ဖြစ်ပါတယ်အဲ့တော့ဒီထဲကနေပြီးတော့မှကျွန်တော်တို့က application ကို download လုပ်ပါမယ် download လုပ်တဲ့နေရာမှာကျွန်တော်တို့3ခုရှိပါတယ်3ခုထဲမှာကျွန်တော်တို့အပေါ်ဆုံးက neardrop.app.zip ဆိုတဲ့ file လေးကိုပဲကျွန်တော်တို့က download လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် download နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ download ချခြင်းတဲ့နေရာကိုကျွန်တော် download ချလိုက်မယ်ကျွန်တော် desktop ပေါ်မှာ download ချလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ computer ကနေ desktop ကိုပြန်သွားလိုက်ပါမယ်ဒါဆိုကျွန်တော် zip file လေးရလာပြီဒီ zip file လေးကျွန်တော် double click ခောက်ပြီးတော့ဖြီးလိုက်ပါမယ် extract လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ Near Drop ဆိုတဲ့ application လေးဒီမှာရလာပါပြီအဲ့တော့ဒီ application လေးကိုကျွန်တော်တို့ရဲ့ဒီ application တွေကိုကျွန်တော်တို့က drag and drop ထည့်ပေးရမှာဖြစ်ပါတယ်ဒီ application လေးကိုကျွန်တော်တို့က select ပေးလိုက်ပြီးတော့မှဒီ application ဆိုတဲ့ folder လေးကိုကျွန်တော်တို့က drag and drop ချလိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ application folder ထဲမှာ Near Drop ဆိုတဲ့ application လေးရသွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က MacBook နဲ့ Android phone ကိုအပြန်အလှန် wireless စနစ်နဲ့ file တွေကိုပေးပို့လို့ရမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ပထမဆုံးအချိန် sharing လုပ်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော်တို့ဒီ launchpad ထဲကနေပြီးတော့မှကျွန်တော်တို့ Near Drop ဆိုတာလေးကိုအရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ open လေးနှိပ်လိုက်ပါမယ် open လေးနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ file sharing လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီဒီ bar လေးမှာဆိုလို့ရှိရင်ဒီ Near Drop ရဲ့ icon လေးကပေါ်နေပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်လောက်စမ်းကြည့်ရအောင်အခုဆိုရင်တော့ကျွန်တော်ရဲ့ Android phone ကို same Wi-Fi Bluetooth ဖွင့်ထားလိုက်ပါပြီကျွန်တော်ရဲ့ Mac မှာလည်း Wi-Fi နဲ့ Bluetooth on ထားပြီးသားဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ gallery ထဲကနေပြီးတော့မှဒီ file လေးတွေကိုကျွန်တော် select ပေးလိုက်မယ်ဒီ file အားလုံးကိုကျွန်တော် select ပေးလိုက်ပါမယ်ပြီးရင်တော့ share ကိုနှိပ်လိုက်ပါမယ်ပြီးရင် quick share ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်ရဲ့ MacBook ကိုတွေ့သွားပြီဖြစ်ပါတယ်ဒီမှာနေစာအောင် MacBook Pro ဆိုတာတွေ့ပါပြီဒါလေးကိုကျွန်တော် select ပေးလိုက်ပါမယ်အခုချိန်မှာဆိုရင်သူက file ကိုပို့နေပါပြီအဲ့တော့ကိုယ့်ရဲ့ MacBook မှာ notification မတက်ဘူးဆိုလို့ရှိရင်ဒီ icon လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ notification တက်လာပြီ option တွေကနေပြီးတော့မှကျွန်တော် accept လုပ်လိုက်ပြီဆိုတာနဲ့အခုမြင်ရတဲ့အတိုင်းပဲ file တွေကို sending လုပ်နေပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ Finder ထဲမှာကျွန်တော်တို့ download folder ထဲမှာကျွန်တော်တို့ download ချထားတဲ့ file တွေအကုန်လုံးကိုဒီမှာပြန်ပြီးတော့မှရှာတွေ့သွားပါပြီဒါဆိုရင်ဒါခုနကျွန်တော်ပို့လိုက်တဲ့ file တွေဖြစ်ပါတယ်အဲ့တော့ဒီ Near Drop ဆိုတဲ့ application လေးကကိုဆက်ဖွင့်လိုက်တဲ့ဆိုလို့ရှိရင် automatic တက်လာစေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ system နဲ့ကိုသွားပါမယ် system setting နဲ့ကိုတစ်ချက်သွားလိုက်မယ် system setting ရောက်ပြီဆိုရင်ကျွန်တော်တို့က general ကိုသွားပါမယ်ဒီ general မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ login item ဆိုတာလေးကိုရွေးလိုက်ပါမယ်login item ရောက်ပြီဆိုရင်ဒီအပေါ်ဆုံးကနေရာလေးမှာ plus sign လေးကျွန်တော်နှိပ်လိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော် application တွေကနေပြီးတော့မှစောစောကကျွန်တော်ထည့်ထားတဲ့ Near Drop ဆိုတဲ့ application လေးကိုကျွန်တော်တို့ရှာပြီးတော့မှထည့်ပေးလိုက်ပါမယ်ဒါဆိုရင် Near Drop လေးကိုရွေးပြီးတော့ open နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ Near Drop ဆိုတဲ့ application လေးကကျွန်တော်ဆက်ကို restart လုပ်လိုက်တဲ့ခါတိုင်း power page ပြန်ဖွင့်လိုက်တဲ့ခါတိုင်းသူက automatic standby ရှိနေမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ file တွေကိုအပြန်အလှန် sharing လုပ်လို့ရပါပြီအဲ့တော့ Near Drop ကိုသုံးပြီးတော့မှ file share တဲ့အခါမှာကျွန်တော်အရေးကြီးတာကကိုယ့်ရဲ့ Android နဲ့ကိုယ့်ရဲ့ MacBook က same Wi-Fi ဖြစ်နေရပါမယ် Wi-Fi connection internet connection ရှိစရာမလိုဘူး Wi-Fi ချိတ်ဖို့တော့လိုတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ Bluetooth ကိုဖွင့်ထားပေးရမှာဖြစ်ပါတယ် Bluetooth ရဲ့ Wi-Fi ဖွင့်ထားရဲဆိုလို့ရှိရင် device နှစ်ခုလုံးမှာအပြန်အလှန်ချိတ်ဆက်လို့ရသွားပါပြီ